ဘသူမှမထင်မှတ်ထားတဲ့အပြင်းထန်ဆုံးရန်ပွဲတစ်ခုမှာလျှို့ဝှက်ချက်တွေအားလုံးပေါ်ထွက်လာပြီးအရာရာတိုင်းပြောင်းလဲသွားပါတော့တယ်။ပင်လယ်ပြင်ထက်မှာရန်သူတင်မောကရုတ်တရက်ချင်းကပ်လာပြီးဘာဆက်ဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်အချိန်ရောက်လာပါပြီ။အခက်အခဲတွေကြားကနေရုံးထွက်ပြီးရွှေတွေအပြည့်နဲ့တင်မောပေါ်ကိုအသက်နဲ့ရင်းပြီးတက်ရောက်လာခဲ့ကြပါတယ်။အရာရာတိုက်ဆိုင်လုံးလို့ပောက်ကွဲမှုကြီးဖြစ်တဲ့တော့မဲ့ဆဲမှာသူတို့တွေဘလို့လွတ်မြောက်အောင်စူးစမ်းကြမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။အောင်မြင်ပြီလို့ထင်မှတ်လိုက်တဲ့အချိန်မှာပဲရေအောက်ကနေမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကြီးကထွက်ပေါ်လာခဲ့ပါတယ်။ပင်လယ်ပြင်ကိုလွှမ်းမိုးထားတဲ့ကြီးမားတဲ့လှိုင်းလုံးကြီးတွေနဲ့မီးလောင်ကျွမ်းမှုတွေကြားမှာတင်မောကြီးတွေတိုက်ခိုက်ပျက်စီးသွားခဲ့ရပါတယ်။အကြက်တဲတွေအလဲမှာရဲရင်နဲ့ဆုံးဖြတ်ချက်တွေနဲ့တင်မောကိုထိန်းချုပ်ဖို့စူးစမ်းနေတဲ့အချိန်ဟာတကယ်ကိုရင်ဖို့စရာပါပဲ။တောင်ပေါ်ဒေသမှာလည်းအသက်နဲ့လဲရမယ့်အပြင်းထန်ဆုံးတိုက်ပွဲကြီးတစ်ခုကအရှိန်ဟုန်နဲ့ဖြစ်ပွားနေပါတယ်။တယောက်နဲ့တယောက်အရှုံးမပေးပဲအစွမ်းကုန်တိုက်ခိုက်နေကြရင်ဘသူကအနိုင်ရရှိသွားမလဲဆိုတာမခံမှန်းနိုင်ပါဘူး။ရုတ်တရက်ကြားရောက်လာတဲ့လျှက်စီးလက်မှုကြောင့်တိုက်ပွဲရဲ့ရလဒ်ကချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။အန်ဒီရဲ့အားလုံးကိုကြော်ဖြတ်ပြီးကျွန်းစီကိုအောင်မြင်စွာရောက်ရှိလာတဲ့အခါသူတို့ရဲ့မျှော်လင့်ချက်တွေအကောင့်ထဲပေါ်လာပါတော့တယ်။ခီးလန်းရဲ့အဆုံးသတ်မှာသူတို့ရှာဖွေနေတဲ့အဖိုးတန်ရွှေတွေနဲ့အတူဘဝအသစ်ကိုစတင်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီအချိန်မှာမူချီနဲ့ဟေယောင်တို့ဟာသူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်ခဲ့ကြပါပြီ။ရွှေတွေနဲ့ပြည့်နေတဲ့တင်မောကြီးပေါ်မှာအားလုံးရဲ့မျက်နှာတွေမှာပျော်ရွှင်မှုတွေအပြည့်နဲ့ရှေ့ဆက်မဲ့ခီးအတွက်အသင့်ဖြစ်နေကြပါပြီ။နေဝင်စည်းစာအလှတရားကြားမှာသူတို့ရဲ့အနာဂတ်ဘဝအသစ်ကိုအစားပြုဖို့အတွက်တင်မောကြီးဟာပင်လယ်ပြင်ကျယ်စီကိုဥတီထွက်ခွာသွားပါတော့တယ်။ဒီနောက်ဆုံးချိန်တွေမှာသူတို့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေအားလုံးအထွတ်ထိပ်ကိုရောက်ရှိလာပါတော့တယ်။ရန်သူတွေရဲ့ဖိနှိပ်မှုကြားကနေလွတ်မြောက်ဖို့အတွက်သူတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။အန်ဒီရဲ့ပေါင်းစုံကိုရင်ဆိုင်ကြောဖြတ်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကပိုလို့တောင်ခိုင်မာလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့မျှော်လင့်ဆောင်စားနေခဲ့တဲ့အောင်မြင်မှုကြီးကိုအမိအယစုခူးနိုင်ခဲ့ကြပါပြီ။